ဘာကြီးဆိုတတိဒီ channel ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဗျာဘာကြီးဆိုတတိဒီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဘာကြီးဆိုရဲ့မိတ်ဆွေများကိုကျွန်တော်ခုတတိယအချိန်မှာလာနိုင်တဲ့ကဏ္ဍကောင်းလေးတစ်ခွက်ကိုကျွန်တော်တင်ပေးပါမယ်နော်မိတ်ဆွေများအနေနဲ့စဉ်းစားချင့်ကြည့်ပြီးတော့နှစ်သက်လို့ရှိရင်ကစားလို့ရပါတယ်ဆက်လိုက်အောင်ကျွန်တော်တို့ဘယ်နှစ်ခုနှစ်ကစမလဲဆိုရင်89ခုနှစ်နော်မိတ်ဆွေ89ခုနှစ်ဟောဒီ342ဆိုတဲ့ကနေစမယ်ဗျာသူကနောက်ထိုင်လေးတွေဒီသူကတန်းတာဗျာနော်နေရှစ်3 4ဆိုပြီးတော့နောက်ထိုင်နေနော်2 3 8 4ဆိုပြီးတော့အတန်းလေးနောက်ထိုင်အတန်းလေးနော်အဲ့ဒီနောက်ထိုင်အတန်းလေးရဲ့ရှေ့ကိုတစ်နှစ်ကျော်ကနေစထောက်လိုက်1 2 3 4 5 6ကွက်မြောက်မှာရှိတယ်893နော်အိမ်တိုင်းတရီအဲ့ဒီအိမ်တိုင်းတရီဟာကျွန်တော်တို့ရှေ့ကို9နှစ်ချပြီးတော့သူကထွက်တယ်1 2 3 4 5 6 9နှစ်ချပြီးတော့983ဆိုပြီးတော့ထွက်တယ်အဲ့ဒီ983ဟာရှေ့နှစ်ထဲမှာသူကပြန်ထွက်ခဲ့တယ်အိမ်တိုင်းတရီဆိုပြီးတော့နော်ဟုတ်ပြီဒါပရိသတ်တယ်တာပါဒီဘက်ကိုလည်းကြည့်လိုက်မယ်ဒီဘက်ကိုကြည့်မယ်ဆိုတော့ကျွန်တော်တို့ဘယ်နှခုနှစ်ကစမလဲဆိုရင်ကျွန်တော်တို့2009ခုနှစ်နော်2009ခုနှစ်က912ဆိုတဲ့ကနေစအဲ့လိုနောက်ထပ်အတန်းလေးပဲနော်နေရှစ်3 4ဆိုတဲ့နောက်ထပ်အတန်းလေးအတူတူပဲနော်မိတ်ဆွေတို့ဟုတ်ကဲ့နဲ့22834ဟောဒီနောက်ဆုံး4ကနေပြီးတော့တကွက်ကျော်ကနေစထောက်မယ်1 2 3 4 5 6ကွက်မြောက်မှာရှိတယ်350ဆိုတဲ့ကနေအဲ့ဒီ350ဟာဟိုဘက်ကကောင်းတော့လို့ပဲသူက9နှစ်ချပြီးသွားထွက်တယ်ဗျ1 2 3 4 5 6 9နှစ်ချပြီးတော့930ဆိုပြီးတော့သွားထွက်တယ်အဲ့ဒီ930ဟာသူ့ရဲ့ရှေ့နှစ်မှာလေ933ဆိုပြီးတော့ထွက်ခဲ့ပြီเนาะသူ့ပရိအမှန်မှာเนาะဒါဒီမှာတော့ဒါကတ်နေတာပေါ့เนาะဟုတ်ပြီကျွန်တော်တို့ကအဲ့ဒီကနေပဲယူမယ်ဗျเนาะဒီ933ညပထမဒီအဲ့ဒီကနေတက်ရိုက်ထားတဲ့933ညကနေဆိုရင်2နှစ်ကျော်ဒီနှစ်ထဲမှာဖြစ်မဲ့ကဏ္ဍကိုကျွန်တော်တို့ဖမ်းမှာเนาะဒီပရိကနေပေးမဲ့ကဏ္ဍကိုဖမ်းပါမယ်ကဲဒီဘက်ကိုကြည့်မယ်ဟုတ်ပြီဒီဘက်ကိုကြည့်မယ်22834เนาะဒီမှာ893ဟာ983လို့ထွက်နောက်နှစ်မှာပြန်ထွက်ဟောဒီ983ကနေပြီးတော့2နှစ်ကျော်မယ်เนาะဒီဘက်မှာလို့ဆိုရင်တော့ခုဒီဘက်နှစ်ထဲပေါ့ဗျာเนาะ2နှစ်ကျော်မှာကျွန်တော်တို့ကဟောဒီ393ဆိုတဲ့ကဏ္ဍရဲ့ဒီလိုစောင်းမှာထွက်တယ်ကဏ္ဍ855အဲ့ဒီ855ပဲရလာတယ်လေဆိုရင်ဟောဒီကျွန်တော်တို့အောက်ကနေတက်ရိုက်ထားတဲ့983ရဲ့အပေါ်နှစ်ပင်ကျော်ကလာတယ်958က393ရဲ့ဇောင်းမှာလာထွက်ပြီးတယ်855ဆိုပြီးတော့ဟုတ်ပြီအဲ့တော့ဒီဘက်ကိုလည်းကြည့်လိုက်မယ်အောက်ထိပြန်မထောက်တော့ဘူးเนาะဒီမှာ930ရေကနေပြီးတော့2နှစ်ကျော်မယ်2နှစ်ချားမှာဟောဒီ900ဆိုတဲ့ကဏ္ဍဟိုဘက်မှာတော့393เนาะဟောဒီ900ဆိုတဲ့ကဏ္ဍရဲ့ဒီဇောင်းမှာထွက်ရမယ်ကဏ္ဍဟာဘယ်နေရာဟာလဲဆိုရင်ခုန930ရဲ့အပေါ်နှစ်ပင်ကျော်က2ဆိုတဲ့ကဏ္ဍဒီမှာ900ရဲ့ဒီဇောင်းမှာထွက်ပြရမယ်ဗျာเนาะ2အားเนาะမိတ်ဆွေတို့ဟုတ်ပြီဟုတ်ပြီအဲ့ဒီတော့အဲ့ဒါကိုဒါကျွန်တော်က900ရဲ့ဒီဇောင်းမှာ2လာနိုင်တယ်ဆိုပြီးတော့ဟိုဘက်က855ပုံစံမျိုးကျွန်တော်ကဖမ်းထားတာเนาะဟုတ်ပြီဒီပရိယာနေပြီးတော့ကျွန်တော်ဖြစ်နိုင်ကြည့်နောက်တစ်မျိုးကိုကျွန်တော်ထပ်ပြီးတော့ပြအောင်ပြင်ဗျာနော်ဒါမိတ်ဆွေတို့အနေနဲ့စဉ်းစားဆုံးဖြတ်လို့ရအောင်ပါနော်ဒီအထောင်လေးဒီအတန်းလေးကိုပဲပြန်သွားလိုက်မယ်နော်2 2 8 3 4အဲ့ဒီအတန်းလေးဟောဒီကက်ရဲ့ရှေ့နှစ်တည်းက958ဆိုတဲ့ကနေဟုတ်ပြီနော်မိတ်ဆွေတို့အဲ့ဒီ958ဟာဟောဒီ893ရဲ့2နှစ်ကျော်မှာ
ရှင်9ဆိုပြီးလာပေးခဲ့တယ်ဆိုရင်တမျိုးဖြစ်သွားမယ်ဗျာနော်အဲ့လိုပေးတယ်ဆိုရင်သူ့အောက်ကကောင်ကိုကျွန်တော်တို့ဖမ်းရတော့မှာဘယ်လာတယ်လဲဆိုပြီးတော့ဟုတ်ပြီနော်ကြည့်ဒီဘက်မှာလေးကြည့်လိုက်မယ်နော်အဲဒီမှာဒီအတန်းလေးပဲနော်နေ8 3 4သူ့ရဲ့ကက်ရဲ့နှစ်ဟိုမှာ269ဆိုတဲ့ကနေအဲ့ဒီကနန်းဟာကျွန်တော်တို့ပြီးခဲ့တဲ့ဒုတိယအကြိမ်တုန်းက629ဆိုပြီးတော့ရိုက်သွားပြီဗျာနော်629ဆိုပြီးရိုက်သွားပြီသူ့အောက်ကကနန်းအနေနဲ့ယူမယ်ဆိုလို့ရှိရင်ကနန်းကမျိုးပြောင်းသွားမှာဗျာနော်အဲ့ဒါကြောင့်ဒီဘက်ကိုကြည့်လိုက်မယ်ကြည့်လိုက်တော့ကျွန်တော်တို့ဟို855ဆိုတာဒီအတန်းလေးရဲ့ကတ်နေတဲ့ရှင်းနှစ်တည်းကကနန်းလာရိုက်ခဲ့တယ်ဆိုလို့ရှိရင်သူ့အောက်က128ပဲလာတယ်လဲဆိုတော့ကျွန်တော်တို့လိုက်ရတော့မယ်နော်ဟုတ်ပြီနော်မေဆိုတော့ကဲလိုက်မယ်ဗျာ128ပဲလာတယ်လဲအဲ့ဒီ128ဟာနောက်ဖက်နှစ်ချမ်းမှလည်းရှိရမယ်တွေ့1ဟုတ်ပြီနော်မေဆိုတော့မှတ်တာပါနှစ်ချမ်းမှလည်းရှိရမယ်တခါနောက်ကိုတခါ3နှစ်ထပ်ချမ်းမယ်ဒီနှစ်3နှစ်ချမ်းမှလည်းသူကရှိရမယ်ဗျအဲ့ဒီမှာ182ဆိုပြီးတော့ရှိတယ်အဲ့ဒီ182ဟာဘယ်လိုနေရာ182လဲဆိုရင်သူ့ရဲ့ရှေ့ကပ်ရဲ့မှာ451ဆိုတဲ့ကဏ္ဍထောက်ထားတဲ့182နော်451ဆိုတဲ့ကဏ္ဍရဲ့ကပ်ရဲ့ရှေ့ကပ်ရဲ့ကဏ္ဍ182ဟာ3နှစ်ချပြီးတော့တခါထွက်တယ်3နှစ်ချပြီးတော့တခါနောက်တခါ2နှစ်ထပ်ချပြီးတော့ဟောဒီ855အောက်ကိုဝင်တယ်လို့ယူဆမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဏ္ဍခုန2ခုနှစ်မဟုတ်တော့ဘူးနော်အပြောင်းသွားမယ်ကြည့်လိုက်အောင်ဘယ်လိုစားဖြစ်မလဲဒါလေးစိတ်ဝင်စားဖို့ကောင်းတယ်နော်မိတ်ဆွေတို့ဟုတ်ပြီနော်ဒီနောက်ပိတ်အတန်းလေးရဲ့နောက်က269က629ဆိုပြီးတော့ပြီးရတဲ့ချိန်တော့ဝင်သွားပြီးသူ့အောက်မှာလာမယ်ခဏဟိုဘက်ကလို့ဆိုလို့ရှိရင်သူ့အောက်မှာရှိတဲ့ခဏဟာနောက်2နှစ်ကျော်မှလည်းရှိရမယ်ဟုတ်ပြီနော်2နှစ်ကျော်မှလည်းရှိရမယ်အဲ့ဒီမှာကျွန်တော်ဖမ်းတာဟောဒီ635ကိုကျွန်တော်ဖမ်းတာလေဗျ635ကျွန်တော်တင်ထားတဲ့မွေးကနန်းထဲမှာဒီကောင်ပါတယ်နော်635နံပါတ်1မွေးကနန်းမှာပဲဗျဒီကောင်တခါအဲ့635ဟာသူ့နောက်3နှစ်ချမှလည်းရှိတယ်ဗျဒီနှစ်3နှစ်ချမယ်3နှစ်ချမှလည်း650ဆိုပြီးတော့ရှိတယ်သူဟောဒီ650ရဲ့နောက်မှာကတ်နေတာဖိုးဝမ်းဖိုင်ဆိုတဲ့ကနန်းကတ်ပြီးထားတယ်နော်ဟိုဘက်မှာလည်းဒူဒူပဲနော်မိတ်ဆွေတို့ဒီကစားတာသူကဖိုးဝမ်းဖိုင်နောက်မှာကတ်နေတဲ့650ဆိုတဲ့ကနန်းဟာ3နှစ်ချပြီးတော့တစ်ခါထွက်တယ်635ဆိုပြီးတော့နောက်တစ်ခါ2နှစ်ချပြီးတော့ဟောဒီ6နှစ်9ရဲ့အောက်ကိုလာပေးရမယ်နော်ကဲမိတ်ဆွေများဒီတလားမသိဘူးဗျ635အားဖို့နော်အဲ့တော့ဒီကနေ့ဟာကျွန်တော်တင်ပေးထားတဲ့မွေးကနန်း၄ခွက်ထဲမှာတစ်ခွက်ဖြစ်ပါတယ်နော်ဒါလေးကိုသတိထားပါမိတ်ဆွေတို့ကဲဖြစ်နိုင်မဖြစ်နိုင်ကျန်တဲ့အထောက်ပံ့လေးတွေကိုလည်းဟိုကူစစ်ဆေးပြီးသုံးသပ်ကြည့်လို့ရပါတယ်မိတ်ဆွေတို့ရဲ့အမြင်အယူဆလေးတွေလည်းကျွန်တော်ရဲ့ comment မှာရေးပြီးသွားလို့ရပါတယ်အားလုံးအောင်မြင်ကြပါစေလို့ဆုတောင်းပါတယ်ဗျာ